ICJ တရားရုံးမှာတီကူဆရာတော်ကြီးကဒီဗုဒ္ဓဘာသာမဟုတ်သူများကိုတပ်ဖြတ်လေရင်ဒီပြစ်မှုကျူးလွန်ခြင်းမဟုတ်ကြောင်းပြီးတော့ဗုဒ္ဓဘာသာကိုမသိတဲ့သူတွေဟာသူတို့ဆန်တတာဖြစ်ပြီးတော့လူတို့ပင်မခေါ်တိုက်ကြောင်းပြီးတော့ဗုဒ္ဓဘာသာမဟုတ်သူများကိုတပ်ဖြတ်လေရင်အကုသိုလ်မဖြစ်ကြောင်းဟောပြောချက်ကိုဂမ်ဘီယာနိုင်ငံနေပြီးတော့မှဒီရုပ်တာဖိုင်ကို ICJ တရားရုံးမှာတင်သွင်းခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီတင်သွင်းချက်အဲမှာရုပ်တာဖိုင်မှာဘာပြောထားလဲဆိုတော့ဒီစစ်ပွဲတစ်ပွဲမှာမကောင်းဆိုးပါစစ်တီ9သိန်းလောက်တည်ဆုံးခဲ့တယ်အဲ့ဒါကြောင့်ဘရင်ဟာညဘက်အိတ်မပျော်ဘူးဗုဒ္ဓဘာသာမှာလူတွေကိုတတ်တာအဆိုးဆုံးအပြစ်ပဲလို့ဆိုထားပါတယ်ဒီအကြောင်းကိုသိတဲ့ရဟန်းရှင်တစ်ပါးကရှင်ဘီမင်းကြီးစိတ်ဝပူနဲ့ဒီဘရင်တက်လိုက်တဲ့သူတွေထဲမှာဗုဒ္ဓဘာသာဝင်တယောက်မှမရှိဘူးသူတို့ကဗုဒ္ဓဘာသာရဲ့အဆုံးအမတွေကိုမလိုက်နိုင်ကြလို့ဘာကောင်းလဲဘာဆိုးလဲမသိကြဘူးပြီးတော့ရှင်ဘီမင်းကြီးတက်လိုက်တဲ့လူ9သိန်းကျော်ထဲမှာတယောက်လောက်ပဲလူဖြစ်ဖို့ထိုက်တန်တယ်ဒါကြောင့်တင်းငယ်တဲ့အပြစ်ဖြစ်ပြီးတော့စိုးရင်စရာမလိုဘူးဆိုပြီးတော့ပြောခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီရုပ်တာဖိုင်လေးကိုဆက်ကြည့်အောင်ပါ There were about 500,000 non-religious and evil soldiers who died in the war. Because of that, the king was not able to sleep at night, since in Buddhism, killing humans is one of the worst sins. The 8 monks who knew about this told the king, Yana Shiba Yoda, Mini Baba Mabune. Agudo Neneli Pit. Babila Agudo Neneli Pit. Meda later, Nano Yaga Pibim, they get loose and they got Tayon the divine body. Nano Yaza Sepoema, do Pidalo, Kodalo, Todalo, Dedare, Lurema, Lupi, Nare, Luga, Taya, Lu Mabide Luga. The Bible. The young the Bible, Mini Mapune.